မိမိတို့စိတ်ထဲမှာဝေခွဲရခတ်ဆုံးဖြတ်ရခတ်နေတဲ့ကိစ္စရပ်မျိုးလေးတွေဥပမာကိုကဆုံးဖြတ်ချက်ချထားပြီမဲ့အဲ့ဆုံးဖြတ်ချက်ကောင်းမကောင်းလှုပ်တင်မလှုပ်တင်ဥပမာကိုကြိုက်တဲ့ကောင်းလေးကောင်းမလေးရှိခဲ့မယ်ဆိုလို့ရှိရင်သူ့ကိုဖွင့်ပြောရင်ကောင်းမလားမဖွင့်ပြောရဘဲနဲ့နေရဦးမလားဘယ်နည်းလောက်ထိစောက်ရမလဲဘယ်တော့လောက်မှဒီဆုံးဖြတ်ချက်ကိုပြုလုပ်ရမလဲအဲ့လိုမျိုးပဲကိစ္စနဲ့ပဲဖြစ်ဖြစ်ကျမ်းမာရေးစီးပွားရေးငွေကြေးအခြေနော်ဒီပဲကိစ္စနဲ့ပဲဖြစ်ဖြစ်မိမိတို့စိတ်ထဲမှာရှိတဲ့ဆုံးဖြတ်ချက်တွေဘယ်တော့လောက်မှအကောက်တဲဖော်တင်လဲကောင်းလားမကောင်းလားဆိုတာကိုဖတ်ကြားပေးမှာပဲဖြစ်ပါတယ်အရင်တော့အတိုင်းလေးပဲဒါလေးကကနံပါတ်1ဒါလေးကကနံပါတ်2ဒါလေးကကနံပါတ်3ပဲဖြစ်ပါတယ်မိမိတို့စိတ်ထဲမှာမှတ်ထားတာပါတကတ်ပဲယူရပါဗျမိမိတို့စိတ်ထဲမှာယူရကမိမိတို့ရဲ့ကံကြမ္မာကဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်ကနံပါတ်1ကိုရွေးချက်ထားတဲ့လူလေးတွေကိုအရင်ဆုံးနမိတ်ပုံဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ဗျမိမိတို့ရဲ့စိတ်ထဲမှာအခုချိန်ကာလမျိုးမှာကနံပါတ်1ကိုရွေးချတဲ့လူတွေရဲ့ဆုံးဖြတ်ချက်က2မျိုး2ခွာဖြစ်နေရဗျသူတို့ရဲ့စိတ်ထဲမှာဒီဆုံးဖြတ်ချက်ကိုလည်းချခြင်းနဲ့ဟိုဆုံးဖြတ်ချက်တွေလည်းထားခြင်းဥပမာ background ကာပါအစင်တစ် emergency plan နဲ့သူတို့မှာရှိတယ်အဲ့ဒီရဲ့ဆုံးဖြတ်ချက်ကကောင်းလာပြီလို့ရှင်ကောင်းတယ်ရဲဝုံဝင်ဆုံးဖြတ်ချက်ချပါကောင်းတယ်အဆင်ပြေမယ်စိတ်မပူပါနဲ့သူတို့ရဲ့ကနမဝုံရွေးချယ်ထားတဲ့လူလေးတွေကသူတို့မှာဒီ plan အဆင်မပြေနောက် plan အဲ့လိုမျိုး background plan ဆိုပြီးသူတို့မှာဆုံးဖြတ်ချက်ကအဲ့လိုချထားတဲ့ပုံစံမျိုးလေးရှိတယ်ဒါပေမဲ့စိတ်မပူနဲ့မိမိတို့စိတ်ထဲမှာလုံမယ်လို့ယူရထားတဲ့ကိစ္စကျူးကျော်ထားတဲ့ကိစ္စတွေရှိမှဆိုလို့ရဲဝုံဝင်လုပ်ပါလက်မထောင်ပြီးတော့လုပ်လိုက်ပါဗျအားလုံးအဆင်ပြေမယ်အားလုံးအဆင်ပြေမှာပဲဖြစ်တယ်ကောင်းလေးကိုဖွင့်ပြောမလားပြောကောင်းမလေးကိုဖွင့်ပြောမလားပြောလိုက်ပါတွေ့ဖို့ချိန်မလားချိန်လိုက်ပါဘာကိစ္စလုပ်မလဲအလုပ်ကိစ္စလားအင်တာဗျူးကိစ္စလားကျမ်းမာရေးလားစီးပွားရေးကိစ္စလားအခြေရေးနော်ရေးကိစ္စလားအကုန်ဆင်ပြီးမိမိတို့ရဲ့ရင်ထဲမှာရှိတဲ့ဆုံးဖြတ်ချက်တွေအကုန်လုံးအကောင့်တွေပေါ်ရမယ့်အချိန်9ရက်အတွင်းအဆင်ပြေလိမ့်မယ်9ရက်အတွင်းအကျိုးပေးလိမ့်မယ်9ရက်အတွင်းထူလိမ့်မယ်ရဲဝုံဝင်လုပ်ပါဗျဒါကနံပါတ်1ကိုရွေးချယ်ထားတဲ့လူလေးတွေကိုသူတို့ရဲ့ဆုံးဖြတ်ချက်ကောင်းမကောင်းဟောကြားပေးလိုက်ခြင်းဖြစ်ပါတယ်ဗျ